ဒီကနေ့ကတော့တုတ်တန်ချမ်းအခန်းကြီး29မိုက်တော်သူသည်မိမိကြံစီသမျှကိုဖော်ပြတတ်၏ပညာရှိသောသူမူကားအစင်မသိမီထိန်ဝက်တတ်၏ရှင်းပါတယ်နော်လူမိုက်ကတဲ့ကိုဘာလုပ်မယ်ဆိုတာကိုစဉ်းစားတွေးခေါ်ကြံစီထားတဲ့အရာတိုင်းကိုတွေ့သမျှလူရှောက်ပြောတတ်တယ်တဲ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့အကြံစီကိုလုပ်ဖို့ရည်ရွယ်ထားတဲ့အရာတွေကိုဘယ်သူ့ကိုမှမပြောပြနဲ့ထာဝရဘုရားကိုပဲပြောပြထာဝရဘုရားလက်ထက်ပဲထက်နော်ပညာရှိသောသူမူကားအစင်မသိမီထိန်ဝက်တတ်၏ပညာရှိတယ်ဆိုတာဘုရားစကားနဲ့အသက်ရှင်တဲ့လူဘုရားစကားပညာပဲနော်ဘုရားစကားနဲ့အသက်ရှင်တဲ့သူကြပြန်တော့ဘယ်သူမှမပြောပြဘူးတိမ်ထားတတ်တယ်ထာဝရဘုရားနဲ့ပဲတိုင်ပင်တာအဲ့မှာအကြံထားမြောက်မှာနော်ပြီးရင်ကိုယ့်ရဲ့တားသမီးတွေကိုတကယ်ချစ်လို့ရှိရင်အလိုမလိုက်နဲ့ဖျားစကားနဲ့မညီတဲ့အရာတွေကိုတားသမီးတွေလုပ်ရင်ဆုံးမကြိမ်လုံးနဲ့ရိုက်เสียရှိရင်ရိုက်ငယ်ကတည်းကထာဝရဘုရားစကားနားထောင်ပြီးတွာလာတအောင်တွင်တင်ပေးဒါမှကြီးလာတဲ့အထိသူတို့ကနော်ဘုရားစကားနားထောင်ပြီးအသက်ရှင်တတ်သွားမယ်ပတ်ဝန်းကျင်အားလုံးကိုတို့ကကျေးဇူးပြုမယ်မိဘတွေကိုပြန်ကြည့်မယ်နော်တားသမီးယတနာကောင်းတွေဖြစ်ကြလိမ့်မယ်နော်အဲ့ဒါကြောင့်မိဘတွေတားသမီးတွေကိုတကယ်ချစ်လို့ရှိရင်ဘုရားစကားနားထောင်ပြီးအသက်ရှင်သွားလာတတ်အောင်ငယ်ကလေးကဆုံးမတင်ကြပါတဲ့နော်တတိမရှိပဲစကားများသောသူရှိလျင်ထိုသူ၌မျော်လင့်เสียအခွင့်ရှိသည်ထက်မိုက်သောသူ၌တာ၍မျော်လင့်เสียအခွင့်ရှိ၏စကားပြောရင်ကျွန်တော်တို့ကတတိနဲ့ပြောမကောင်းတာမပြောနဲ့အထူးသဖြင့်နော်ကောင်းမြတ်ခြင်းတွေပြောဘုရားစကားပြောနော်မကောင်းတာမပြောနဲ့ပါဇက်ကထာဝရဘုရားကျွန်တော်တို့ယုံကြည်သူခရိယန်ယုံကြည်သူနော်သူရဲ့နှုတ်ကိုဘုရားတခင်ကပြီးတဲ့တကူကောင်းကြီးပေးထားတာဖြစ်တဲ့အတွက်ကောင်းတာပဲပြောပါနော်အဲ့ဒီတိုင်းဖြစ်လာမှာဖြစ်တယ်အရာအလုံးကောင်းကြီးပဲပေးပါနော်ပြီးလို့ရှိရင်လူကိုကြောက်ရွံ့ခြင်းသဘောတည်ကြော့ကွင်းကိုထောင်တက်၏ထာဝရဘုရားကိုခိုလုံသောသူမူကလုံခြုံလိမ့်မည်ဘယ်သူမှမကြောက်ရလူမကြောက်ရဘူးနော်လူမကြောက်ဖို့တတ်ရှင်သောဝိညာဉ်တော်ခန္ဓာကိုယ်နဲ့နေ့တိုင်းဝင်ရောက်အုပ်စုခိုင်းထားရတယ်ကျမ်းစာနေ့တိုင်းဖတ်ရတယ်စုနေ့တိုင်းတောင်းရတယ်ဘာမှမလုပ်ခင်အရာအလုံးကိုထာဝရဘုရားလက်ထဲသခင်ယေရှုခရစ်တော်နာမနဲ့အနံ့ရတယ်နော်လူကြောက်စရာမလိုထာဝရဘုရားကြောက်လူကြောက်ကြောက်ကွင်းကိုထောင်တက်တယ်နော်လူချစ်နော်လူတိုင်းကိုချစ်သိချအားလုံးငါထက်တာတယ်လို့မှတ်ကြောက်စရာအကြောင်းမရှိဘူးကြောက်မှထာဝရဘုရားပဲကြောက်ခန္ဓာစိတ်ဝိညာဉ်ကိုငရဲမီးသေးကိုထာဝရချနိုင်တဲ့ကောင်းကင်ဘုရားအရှင်တခင်ထာဝရဘုရားကိုကြောက်ရမယ်နော်ဒီနေ့ကတော့ဒါပါပဲနော်ရောက်စီတိုင်းဘုရားတခင်ကောင်းကြီးပေးပါစေနော်တရှင်တော်ဝိညာဉ်တော်ခင်ယေရှုခရစ်တော်နာမနဲ့ဖိတ်ခေါ်တယ်ဒီဗီဒီယိုကလစ်ကိုကြည့်ရှုတဲ့ညီကိုမောင်နှမအားလုံးကိုတရှင်တော်ဝိညာဉ်တော်မီးဖြင့်တကူလုံးလောင်ကျွမ်းစေတော်မူပါလောင်ကျွမ်းစေတော်မူပါတရှင်တော်ဝိညာဉ်တော်တကူနဲ့ပြည့်ဝစေပါသခင်ယေရှုခရစ်တော်နာမတော်ပြည့်စုံတောင်းကောင်းကြီးပေးလိုက်ပြီအာမင် Thank you